အဲ့ဒီလူဟာအသက်ကိုပြင်းပြင်းတစ်ချက်ရှူလိုက်တယ်ပြီးတော့နောက်ကိုလှည့်ကြည့်ပြီးသူ့ရဲ့ချစ်သူကိုမီတာ100မြင့်တဲ့6ကန်းပါပေါ်ကနေတွန်းချလိုက်ပါတော့တယ်အမျိုးသမီးခမဘာမှတော့မတုံ့ပြန်နိုင်ခင်မှာပဲအောက်ခြေကနေထိုးထွက်နေတဲ့တစ်သားချွန်နဲ့ဘိုက်ကိုတဲ့တဲ့ကြီးကထိုးခံလိုက်ရပါတယ်အမျိုးသမီးတေချာပေါက်တေးပြီးလို့ယူဆပြီးအဲ့ဒီလူဟာအိမ်ကိုအမြန်ပြန်သွားခဲ့တယ်သူဟာမီးပုံကြီးတစ်ပုံကိုရှို့ပြီးအမျိုးသမီးရဲ့ပိုင်ဆိုင်သမျှဖက်စီအားလုံးကိုမီးကျဲပစ်ထည့်လိုက်ပါပြီတက်တေတွေကိုဖျက်ဆီးရင်ဥပဒေရဲ့ပြစ်ဒဏ်ကနေပါအန်ဒီရဲ့မှမရှိဘဲလွတ်မြောက်နိုင်မယ်လို့သူထင်နေခဲ့တာပါဒါပေမဲ့မထင်မှတ်ထားတာတခုကသွေးဆက်အချို့ဟာ6အောက်ကပရွက်စိတ်တွေပေါ်ကိုကျသွားခဲ့ပါတယ်သွေးနဲ့နောက်ကိုလိုက်ရင်ပရွက်စိတ်တွေဟာအမျိုးသမီးရဲ့ခန္ဓာကိုယ်ပေါ်ကိုအမြန်ပဲတက်လာကြတယ်သူတို့ဟာတန်ရာကိုတစ်ခါပြီးတစ်ခါဝိုင်းကြိုက်ကြတော့တာပဲအဲ့ဒီလိုပရွက်စိတ်တွေဝိုင်းကြိုက်လိုက်တဲ့တန်ကြောင့်ဒါမှမဟုတ်စိတ်လှုပ်ရှားမှုကြောင့်ထွက်လာတဲ့ adrenaline ဓာတ်ကြောင့်ပဲလားမသိအမျိုးသမီးဟာအံ့ဩစရာကောင်းလောက်အောင်တတိပြန်ဝဲလာခဲ့ပါတယ်သူမရဲ့ဘိုက်ကတန်ရာဘလောက်တောင်ပြင်းထန်နေတယ်လဲဆိုတာသူမကိုယ်တိုင်မမြင်ထားပေမဲ့ပါဇက်ကကနေသွေးတွေအဆက်မပြတ်အန်နေခဲ့လေသူမရဲ့အခြေအနေဟာအတော်လေးဆိုးဝါးနေပြီဆိုတာသူမကောင်းကောင်းသိပါတယ်ဒီတိုင်းသာဆက်သွားရင်မကြခင်သေရတော့မှာပါဒါကြောင့်သူမဟာအသက်ရှင်မှုလမ်းစာကိုပတ်ဝန်းကျင်မှာအသက်အတန်ရှာဖွေပါတော့တယ်ဒါပေမဲ့အသေးချာကြည့်လိုက်တော့မှဒီနေရာဟာတောင်ပတ်လေဝိုင်းနေတဲ့6ကမ်းပါးကြီးဖြစ်နေတာကိုသိလိုက်ရတယ်သူမကိုယ်တိုင်လည်းဘိုက်ကိုဖောက်ထွက်နေတဲ့တစ်ကွိုင်းကြီးကြောင့်ကျင်းထဲမှာစိုက်မိနေပြီးဘေးနားမှာလည်းအကူအညီပေးနိုင်တဲ့အရာတစ်ခုမှမရှိပါဘူးဒီလိုမျောလင်းချက်မဲ့တဲ့အခြေအနေကိုမြင်လိုက်တဲ့အခါအမျိုးသမီးဟာစိတ်တက်တို့လုံးဝကျသွားခဲ့တယ်တေဖို့ပဲစောင့်နေတော့မယ်လို့ဆုံးစစ်လိုက်တဲ့အချိန်မှာပဲသူမရဲ့ဝေဝါးနေတဲ့မျက်လုံးထဲမှာမိချစ်အနီရောင်လေးတစ်ခုကိုလှမ်းမြင်လိုက်ရပါတယ်ရုတ်တရက်ဆိုသလိုအသက်ရှင်လို့စိတ်မျောလင်းချက်တွေသူမစီမှာပြန်လဲတောက်ပါလာခဲ့တယ်သူမဟာအားရင်စီးသမျှသုံးလီအဲ့ဒီမိချစ်ကိုလှမ်းယူဖို့ကြိုးစားပါတယ်ဒါပေမဲ့အားနေနေစိုက်လိုက်တာနဲ့ရင်ခွဲမတက်နာကျင်မှုကဝမ်းဘိုက်ထဲကနေတိုးထွက်လာခဲ့တယ်အသက်ရှင်ဖို့အတွက်ဆိုရင်တော့ဒီဝေဒနာကိုအန်ချစ်ခံပြီးလက်ကိုအဝေးဆုံးအထိဆန့်ထုတ်ရတော့မှာပဲရှိတယ်အချိန်ချင်းစူးစမ်းပြီးတဲ့နောက်မှာတော့သူမဟာနတ်ကျက်ကျိုးကိုလှမ်းမိသွားပါတယ်သွေးတွေကတော့အဆက်မဖက်စီးကျနေဆဲပါပဲအမောဖြေဖို့တော့အချိန်မရှိတော့ပါဘူးအမျိုးသမီးဟာသူမဘေးနားမှာရှိနေတဲ့မီးချက်ကိုနားချက်ကျူးနဲ့အသားလေးချိတ်ဆွဲပြီးလက်လန်းမိတဲ့နေရာရောက်အောင်ဆွဲယူလိုက်ပါတယ်။ပြီးတော့သူမဟာဘေးနားမှာရှိတဲ့မျက်ခြောက်တွေကိုအားတင်းဆူဆောင်းပြီးသူမဘိုက်ကိုထိုးဖောက်ထားတဲ့တစ်ကိုင်းအောက်မှာပုံလိုက်ပါတော့တယ်။နောက်ကသူမဟာမီးချက်ကိုချစ်ပြီးမျက်ခြောက်တွေကိုမီးရှို့လိုက်တယ်။မီးတောက်တွေမြင့်တက်လာတာနဲ့အမျှသူမရဲ့ဝမ်းဘိုက်ကထန်ရဟာလည်းပိုပြီးပြင်းပြင်းထန်ထန်လောင်မြိုက်နာကျင်လာခဲ့ပါတယ်။ဒါပေမဲ့ဒီလိုမျောလင်းချက်မဲ့နေတဲ့အခြေအနေမှာတော့ငါအသက်ရှင်နိုင်သေးတယ်ဆိုတဲ့အတွေ့ကသူမရဲ့အသက်ရှင်ခြင်းစိတ်ကိုပိုပြီးပြင်းပြစေခဲ့တယ်။နာယီဝက်လောင်ကျသွားခဲ့ပြီးသူမရဲ့ခိုင်မာတဲ့စိတ်ဓာတ်ကသူမကိုအရှုံးမပေးဘဲတောင့်ခမ်းထားနိုင်အောင်တွန်းအားပေးနေခဲ့တယ်။အဲ့ဒီအချိန်မှာပဲမီးတောက်တွေကြောင့်အားနေသွားတဲ့တစ်ကိုင်းဟာတဖြည်းဖြည်းလှုပ်ခါလာပါတယ်။တစ်ကိုင်းဟာမကြခင်မီးကျွမ်းတော့မဲဆိုတာသိလိုက်ကနေအမျိုးသမီးဟာအသေးအတန်ရုန်းကန်ပါတော့တယ်။သူမဟာသွားကိုကြက်ကြက်ကြိတ်ပြီးရှိသမျှအားရင်အကုန်သုံးကတွန်းထုတ်လိုက်တယ်။တင်မင်းလက်ကနေတီးတီးလေးလွတ်မြောက်သွားပြီးတဲ့နောက်မှာတော့အမျိုးသမီးဟာတက်တရင်တစ်ချက်ကိုအားရပါရချလိုက်မိပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကားတစ်စီးအရှိန်နဲ့မောင်းနှင်လာတဲ့အတန်ကိုရုတ်တရက်ကြားလိုက်ရတယ်။အဲ့ဒီလူယုံမ3ယောက်ဟာနောက်နောင်ပြဿနာမတက်အောင်အလောင်းကိုလာထက်စီးဖို့ပြန်ရောက်လာကြတာပါ။အချိန်ဆိုင်မနေတော့ပဲအမျိုးသမီးဟာသူမရဲ့ဒဏ်ရာပြင်းထန်လာတဲ့ခန္ဓာကိုယ်ကိုတရွတ်တိုက်ဆွဲပြီး6ထဲကိုအသေးအတန်ဝေးရသို့တွားသွားခဲ့တယ်။ကံကောင်းထောင်မှစွာနဲ့ပဲလူသက်သမား3ယောက်သူမကိုမတွေ့ခင်မှာသူမဟာသူတို့မျက်စိကွယ်ရာ6ကန်းမအောက်ကနေရာတစ်ခုမှာပုံအောင်နိုင်ခဲ့တယ်။လူသက်သမား3ယောက်ဟာသူတို့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ကြောက်လန့်တုန်လှုပ်သွားကြတယ်။ဒီလိုအခြေအနေမျိုးကနေလူသူလောက်အသက်ရှင်နိုင်လိမ့်မယ်လို့သူတို့အိမ်မက်တောင်မမှတ်ဘူးပါဘူး။ဒါဟာသူတို့ရဲ့အသိဉာဏ်နဲ့စဉ်းစားလို့မရနိုင်တဲ့အရာပါပဲ။သူတို့ထဲကတယောက်ဆိုရင်ဘလောက်တောင်ကြောက်သွားတယ်လဲဆိုရင်ရဲကိုတောင်ဖုံးဆက်ခြင်းစိတ်ပေါက်သွားခဲ့တယ်။ဒီလောက်အသုံးမကျတဲ့အပေါင်းအသင်းကိုမြင်လိုက်တဲ့အခါခေါင်းဆောင်ထစ်သူဟာဒေါသထွက်လွန်းလို့စကားတောင်မဆိုနိုင်တော့ပါဘူး။သူဟာအဲ့ဒီလူရဲ့လေဘင်းကိုဆွဲညစ်ပြီးဒီနေ့အဲ့ဒီမိန်းမကိုအရှင်ဖြစ်ဖြစ်အတိဖြစ်ဖြစ်တွေ့အောင်ရှာရမယ်လို့ပြက်ပြက်သားသားပြောလိုက်တယ်။အဲ့ဒီနောက်သူတို့ဟာရှာဖွေဖို့အတွက်ကားကိုအောက်ဖက်ကိုဆက်မောင်းသွားကြတယ်။သူတို့ပြောစကားတွေကိုကြားလိုက်ရတဲ့အမျိုးသမီးဟာခန္ဓာကိုယ်ကနာကျင်မှုကိုဂရုမစိုက်နိုင်တော့ပဲဒဏ်ရာရထားတဲ့ကိုယ်ကိုတရွတ်တိုက်ဆွဲရင်းအဲ့ဒီနေရာကနေအမြန်ဆုံးထွက်ခွာခဲ့တယ်။လူသက်သမား2ယောက်အဲ့ဒီနေရာကိုရောက်လာတဲ့အခါမှာတော့သူတို့မြင်လိုက်တာကသွေးကွက်ကြီးတစ်ကွက်ထဲသာရှိပါတော့တယ်။အမျိုးသမီးဟာဒဏ်ရာပြင်းထန်နေတဲ့အတွက်အဝေးကြီးမသွားနိုင်ဘူးဆိုတာကိုလူသက်သမားနေရိပ်မိသွားကြတယ်။သူတို့ဟာသွေးဆက်တွေနောက်ကိုလိုက်သွားရင်းမြစ်ကမ်းနားကိုရောက်သွားခဲ့ပါတယ်။အဲ့ဒီနေရာမှာတော့သွေးချီရာတွေကပျောက်သွားခဲ့ပါပြီ။အမျိုးသမီးဟာအနီးအနားမှာပဲပုံနေလိမ့်မယ်လို့သူတို့တွက်စားပြီးလူသက်သမား3ယောက်ဟာလူစုခွဲပြီးရှာဖို့ဆုံးဖြတ်လိုက်ကြတယ်။ဒါဟာသူတို့ဘဝရဲ့အမှားဆုံးဖြတ်ချက်ဖြစ်လာလိမ့်မယ်ဆိုတာသူတို့မသိခဲ့ကြပါဘူး။တစ်ဖက်မှာလည်းအမျိုးသမီးဟာအနီးအနားမှာရှိတဲ့လောင်ကူတစ်ခုကိုရှာတွေ့သွားခဲ့ပါတယ်။သူမဟာမီးဖိုကြီးတစ်ဖိုးကိုဖိုးလိုက်တယ်။ပြီးတော့ဘေးနားကတန်ဘူးခွက်အလွတ်တစ်ခုကိုကောက်ယူပြီးဓာတ်နဲ့လှီးဖြတ်လိုက်ပါတယ်။
တန်ဘူးရဲ့အောက်ခြေကတန်ပြားအပိုင်းစားလေးကိုဖဲ့ထုတ်ပြီးအသုံးပြုဖို့အတွက်အသင့်ပြင်ထားလိုက်တယ်။နောက်တော့သူမရဲ့အင်ကြီးကိုလှန်လိုက်ပြီးဓာဥဖျားကိုမီးချစ်နဲ့မီးကင်ကပိုးတက်လိုက်ပါတယ်။ဒီအချိန်မှာတော့အမျိုးသမီးရဲ့မျက်လုံးတွေဟာအရင်လိုကြောက်လန့်မနေတော့ပဲပြတ်သားတဲ့စိတ်သက်တွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။သူမဟာဘလို့နီးနဲ့မှဆိုအသက်ရှင်အောင်စူးစမ်းပြီးအဲ့ဒီလူယုံမှာ၃ယောက်ကိုထိုက်တန်တဲ့ပြစ်ဒဏ်ပြန်ပေးဖို့ဆုံးဖြတ်ထားပြီးတာပါ။သူမကိုသူမအသင့်ပြန်ပြီးတာနဲ့ဓာဥချုံကိုသူမရဲ့ဝမ်းပိုက်စီကိုဥတီလိုက်ပါတယ်။ပြီးတော့အစမတန်နာကျင်မှုကိုအန်ကျိတ်ခံပြီးမူလဒဏ်ရာပေါ်မှာပဲနောက်ထပ်ဒဏ်ရာအသစ်တစ်ခုကိုရှေ့ရှေ့လလားထပ်လှိလိုက်ပါတယ်။သူမရဲ့ဝိုက်ထဲမှာကြံနေခဲ့တဲ့တစ်ကိုင်းစာကိုထုတ်ပစ်ကြံနေတာပါ။ဒါပေမဲ့ဓာနဲ့တွေမလုံလောက်သေးပါဘူး။သူမဟာတူနီယာလောက်ရက်ကိုပဲအကြိမ်ကြိမ်ထပ်လုံနေခဲ့တယ်။ဒဏ်ရာကိုကြက်ချေခတ်ပုံစံလှီးဖြတ်ပြီးတဲ့အခါမှာတော့သူမဟာဓာတ်ကိုချလိုက်ပြီးအခွင့်ကောင်းယူကဝိုက်ထဲကတစ်ကိုင်းစာကိုအမြန်ပဲဆွဲထုတ်လိုက်ပါတော့တယ်။မထင်ပတ်ပဲတစ်ကိုင်းနဲ့အကူသွေးတွေဟာအရှိန်အဟုန်နဲ့ပန်းထွက်လာခဲ့တယ်။အမျိုးသမီးဟာလန့်ထွက်ခဲ့တယ်။ဒီတိုင်းသာဆွဲဖွနေရင်သွေးထွက်လွန်ပြီးတေချာပေါက်တေရတော့မှာပါ။ဒါကြောင့်သူမဟာစောစောကဖဲ့ထားတဲ့တန်ပြားလေးကိုမီးပုံနဲ့ထည့်ပြီးအရဲလာအောင်အမြန်အပူပေးလိုက်တယ်။တန်ပြားဟာหนีရဲလာတဲ့အခါမှာတော့သွေးတိတ်သွားအောင်သူမရဲ့ဝမ်းပိုက်ကဒဏ်ရာပေါ်ကိုတဲ့တဲ့ကြီးဖိကတ်လိုက်ပါတော့တယ်။ချက်ချင်းဆိုသလိုအသားလောင်တဲ့အနံ့ဆိုးတွေဟာလေထဲမှာပြန့်နှံ့သွားခဲ့တယ်။ဒီလိုပြင်းထန်လွန်းတဲ့နာကျင်မှုဒဏ်အောက်မှာအမျိုးသမီးဟာအဲ့ဒီနေရာမှာတတိလစ်သွားခဲ့ရပါတယ်။နောက်တနေ့မနက်မှာတတိပြန်ဝင်လာတဲ့အခါမှာတော့သူမရဲ့ဝမ်းပိုက်ကဒဏ်ရာဟာအတော်လေးချောင်းတွေ့သွားခဲ့ပါသည်။ပြီးတော့သူမဟာမြေပြင်ပေါ်ကစနိုက်ပါရိုင်ဖယ်ကိုကောက်ကင်လိုက်ပါတယ်။သူမဟာခိုင်မာတဲ့စိတ်ဓာတ်နဲ့ရိုင်ဂရူရက်ကနေထွက်လာခဲ့ပြီးအခုတော့သူမရဲ့လက်စားချေရမယ့်အချိန်ရောက်ပါပြီ။ပထမဆုံးအနေနဲ့သူမဟာတီတုံသေးရှိနေတဲ့လူသက်သမားတယောက်ကိုရှာတွေ့သွားပါတယ်။အဲ့ဒီလူဟာတတိလက်လွတ်နဲ့စီးသွားနေတဲ့အချိန်မှာသူမဟာနောက်ကနေတိတ်တဆိတ်ချင်းကပ်သွားခဲ့တယ်။ပြီးတော့ဓာတ်နဲ့ရွက်တရက်ဓာတ်ခိုက်လိုက်တာအဲ့ဒီပထမလူသက်သမားကိုသူမအလွယ်တကူမဲ့ရှင်းပစ်လိုက်နိုင်ပါတယ်။နောက်တော့သူမဟာအမင်းဆုံးနေရာကိုတက်သွားပြီးမှန်ပြောင်းနဲ့ဒုတိယမြောက်ပိတမတ်ကိုရှာပါတော့တယ်။အဲ့ဒီအချိန်မှာလူသက်သမားတလောက်ကသူမစီကိုကားနဲ့အရှိန်ပြင်းပြင်းမောင်းလာနေတယ်။သူတယောက်တည်းပဲဆိုတာတေချာသွားတဲ့အခါအမျိုးသမီးရဲ့မျက်နှာပေါ်မှာလူသက်ချင်းစိတ်တွေဖုံးလွှမ်းသွားခဲ့ပြီ။အဲ့ဒီလူဟာအခြေအနေကိုစစ်ဆေးဖို့ကားပေါ်ကဆင်းလိုက်တဲ့အချိန်မှာကြောက်ဆောင်နောက်မှာပုံနေတဲ့အမျိုးသမီးဟာကြီးစံကိုအမြန်ပဲပြောင်းနေထည့်လိုက်ပါတယ်။သူမဟာစနိုက်ပါကိုအသေးအချာချိန်ရွယ်ပြီးအဲ့ဒီလူရဲ့ခေါင်းကိုပစ်မှတ်ထားလိုက်တယ်။ဒါပေမဲ့ခလုတ်ကိုဆွဲညစ်လိုက်တဲ့အခါမှာတော့တနက်ရဲ့အရှိန်ပြင်းတဲ့တုန်ခါမှု require ကြောင့်ပြောင်းဝဟာအောက်ကိုငိုက်သွားခဲ့တယ်။ကြီးစံဟာအဲ့ဒီလူရဲ့ပခုံးကိုပဲထိမှန်သွားပြီးအမျိုးသမီးဟာလည်းတနက်ရဲ့ကန်ချဲကြောင့်မြေပြင်ပေါ်ကိုလွင့်စင်လဲကျသွားခဲ့တယ်။သူမပြန်ထရက်လိုက်တဲ့အချိန်မှာတော့အဲ့ဒီလူဟာပျောက်ကွယ်သွားမှပြီ။သူဟာကားထဲမှာပုံနေတဲ့လူထင်တာကြောင့်သူမဟာစနိုက်ပါကိုကင်ပြီးကားစီကိုရှောက်သွားခဲ့တယ်။အဲ့ဒီအချိန်မှာပဲအဲ့ဒီလူထွက်ပြေးသွားတဲ့အခါကြံခဲ့တဲ့သွေးကွက်တွေကိုသူမမတော်တဲ့စိတ်တတိချမိလိုက်တယ်။သူမဟာသွေးချေရနောက်ကိုလိုက်သွားပြီးမြလမ်းတစ်ဝက်မှာတင်သွေးရတွေကရုတ်တရက်ပျောက်သွားပါတယ်။အမှန်တော့အဲ့ဒီလူဟာသူမရဲ့နောက်ွယ်မှာပုံနေလာကိုသူမမသိလိုက်ပါဘူး။တခုခုမှားနေပြီလို့သူမခန်းစားလိုက်ရတဲ့အချိန်မှာတော့အားလုံးနောက်ကျသွားပါပြီ။အဲ့ဒီလူဟာစနိုက်ပါနဲ့သူမကိုချိန်ပြီးသားချစ်နေခဲ့ပြီ။ကန်ကောက်တာကကြည်စံဟာသူမရဲ့နားရွက်ကိုပဲရှက်ထိသွားတာပါ။ခဏတာရုံးကန်ပြီးတဲ့နောက်မှာတော့သူမဟာပြန်ပြီးထရက်နိုင်ခဲ့ပါတယ်။အဲ့ဒီလူကတော့သူမနောက်ကိုဇွတ်မိန်လိုက်နေပြီးကြီးစံတွေအကြိမ်ကြိမ်ဖြစ်ဖောက်နေပေမဲ့ဖြစ်မှတ်ကလွဲချော်နေတာကြောင့်တတောက်မှမထိမှန်ခဲ့ပါဘူး။ဒီခွင်ကြီးကိုအတုံးချပြီးအမျိုးသမီးဟာဖန်ပလင်းတစ်လုံးကိုရိုက်ခွဲလိုက်ပါတယ်။အဲ့ဒီလူဟာဘာမှမပြင်ဆင်ထားပဲဖန်ခွဲဆယ်တွေကိုတိုက်ရိုက်နှိမ်မိသွားပါတော့တယ်။ထက်မြက်လာတဲ့ဖန်ခွဲဆယ်တွေဟာချက်ချင်းဆိုသလိုပဲအဲ့ဒီလူရဲ့ခြေဖွားကိုထိုးဖောက်သွားပါတော့တယ်။သူဟာနာကျင်လို့မြေပြင်ပေါ်မှာလူးလစ်နေခဲ့ရပြီ။ခရက်ခဲ့တဲ့အဲ့ဒီဝေဒနာကြောင့်သူဟာဆက်လက်တိုက်ခိုက်နိုင်စွမ်းမရှိတော့ပါဘူး။နောက်ဆုံးတော့တခြားရွေးချယ်စရာမရှိတဲ့အဆုံးအမျိုးသမီးကိုကားနဲ့တိုက်တက်ဖို့အားတင်းပြီးကားပေါ်ကိုအမြန်ပြန်တက်သွားခဲ့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာအမျိုးသမီးဟာရှေ့နားကနေစနိုက်ပါရိုင်ဖယ်ကိုအသင့်ပြင်ပြီးသူ့ကိုစောင့်ကြိုနေခဲ့ပါပြီ။ကားမောင်းလာတဲ့အဲ့ဒီလူကတော့အမျိုးသမီးဟာသူ့ကိုအချိန်အတော်ကြာကလေးကအပိုင်တွက်ပြီးစောင့်နေတယ်ဆိုတာကိုလုံးဝမသိရှိခဲ့ပါဘူး။ဒီဇလန်လေးကိုနှစ်သက်တယ်ဆိုရင်တော့နောက်ထပ်စိတ်လှုပ်ရှားဖွယ်ရုပ်ရှင်အညွှန်းဒီကိုကြည့်ရှုနိုင်ဖို့အတွက် channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်နော်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။